Hello အားလုံးပဲမင်္ဂလာပါ Hurricane ဒီနေ့မှာ YouTube channel ရဲ့ကြိုလိုက်ပါတယ်ဒီနေ့ view မှာဆိုရင်ကျွန်တော်အနေနဲ့ comment section ကပြောထားတဲ့ SUI USD ဆိုတဲ့ point အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်။ဒီကကျွန်တော် YouTube channel ကိုခုမှရောက်လာတဲ့လူဆိုရင်ကျွန်တော် video ကို like and subscribe လုပ်ပေးတော့လို့ပြောချင်ပါတယ်။ Disclaimer ဒီ video မှာပေါ်ဝင်တော့အကြောင်းအများကြီးပေါ်ပြီးတဲ့သတင်းချက်ပြတာဖြစ်ပါတယ်။ငွေကြေးချင်လို့များလောမဟုတ်တာပြောချင်ပါတယ်။အဲ့တော့စလိုက်အောင်။အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ SUI ပေါ့နော် SUI ကလက်ရှိမှာဆိုရင်ကျွန်တော် rank က73မှာရှိနေဒီနေ့7 day ပေါ့နော်ကျွန်တော်တပတ်တာမှာဆိုရင်တော့ 10% ကျတယ်ကျွန်တော်တပတ်တာအကုန်လုံး2ရက်တော့လုပ်ပြရပါတယ်24နာရီတပတ်ဆိုရင်တော့4.6ရာခိုင်နှုန်းကျတယ်ကျွန်တော်လွန်ခဲ့တဲ့နိုင်ပါဆိုရင်တော့ကျတဲ့ဥစ္စာတွေတော့လောက်ပြန်တက်လာတဲ့ဥစ္စာကိုကျွန်တော်နေတွေ့ရအောင်ဆိုရမှာကတော့9 billion ဖြစ်နေပြီကျွန်တော်တော်လေးကြီးတော့ကြီးနေပြီပေါ့နော်ဟို volume ကတော့130 million ရှိတယ်ပြောမှဆိုတော်တော်လေး liquid ဖြစ်တဲ့ပဲ trading လုပ်တာများတယ်ပေါ့နော်ဆိုရီကအရင်တော့တော်တော်တက်ထားဆိုပေမဲ့လို့လက်ရှိမှာ supply တွေပါလွတ်တယ်ဆိုတော့ဆိုရီကတဖြည်းဖြည်းနဲ့အခြား point တွေမျိုးပဲအောက်ကိုတော့တဖြည်းဖြည်းရောက်သွားနိုင်တယ်ဒါပေမဲ့ဒီအတိုင်းပဲဆိုရီက up to coin လောက်တော့မဆိုးဘူးပေါ့နော်အဲ price chart ကိုချက်လောက်ကြည့်အောင်အဲ့တော့ကျွန်တော်ဆိုရီရဲ့ price ချက်ဆို weekly chart ပေါ့နော်ကျွန်တော်တို့ weekly ကျွန်တော် monthly chart ကနေအရင်စကြည့်မယ်ဆိုရီကကျွန်တော် bearish ကျွန်တော် bullish ဖြစ်သွားတယ် retrace လုပ်တယ် bullish ဖြစ်တယ် retrace လုပ်တယ် bullish ဖြစ်တယ် retrace လုပ်တယ်ပြီးလည်းပြကျွန်တော်ပြန်ပြီး bullish ဖြစ်ဖို့ကြိုးစားတယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့သူ့နဲ့ bearish ပြန်ပြီးတော့စဖြစ်တယ်အဲ့တော့ဒီလကန်တွေကလည်း bearish ဆက်ဖြစ်တယ်လက်ရှိကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ range ကအနည်းဆုံးပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့လက်ရှိမှာဆိုရင်ကျွန်တော်လိုချင်တဲ့နေရာလောက်ပေါ့ရောက်လာပြီပေါ့နော်အဲ့တော့ဒီနေရာဘာဖြစ်မလဲပေါ့ okay bearish ဆက်ဖြစ်မယ်ဆိုတော့ဒီနေရာကနေပြီးတော့ဆက်ဆင်းပြီးကျွန်တော်ဒီပေါ်အောင်ပြန်မြောက်တဲ့တော့ပေါ့3.56ခွန်6ပေါ်လုံးဝပြင်မရောက်တဲ့မဲနဲ့ကျွန်တော် bearish ဆက်ဖြစ်တယ်နဲ့ဆက်ဖြစ်ပြီးအနည်းဆုံးဆင်းလာတယ်ဆိုတော့သူ့အနေနဲ့2.2435လောက်ထိဆင်းလာတယ်လို့ထင်တယ်ပေါ့နော်ဒါက monthly ရကျွန်တော် monthly ရဆိုရင်တော့နောက်တစ်တိုင်းကြာဖို့တော့ဖြစ်နိုင်သေးရောနော်အကယ်ကြာမယ်ဆိုရင်နောက်တစ်တိုင်းတော့ bearish scan နေဖြစ်နိုင်သေးတဲ့အတွက်ကြောင့်အကယ် bearish ဖြစ်မယ်ဆိုရင်လည်းမအံ့ဩဘူးပေါ့အဲ့တော့ကျွန်တော် weekly မှာဆိုရင်တော့ကျွန်တော်တီးတိုင်းတော့ねတွေ့ရမှာကျွန်တော်တော်တော်လေးကိုများတဲ့5ချောင်းလောက်ရှိတယ်1 2 3 4 5 6ချောင်းပေါ့နော်6ချောင်းလောက်ရှိတဲ့ weekly ကန်တဲ့ direction တစ်ဖက်တည်းကိုဆင်းနေတွေ့ရမယ်အဲဥစ္စာဘာကိုပြောလဲဆိုရင်ကျွန်တော်တို့ね expansion ဖြစ်နေအောင်နော်ဥပမာဆိုရင်ကျွန်တော်တို့ဓမ္မကြည့်လိုက်ပါဘာကလုံးဝတက်သွားတယ်ပြီးတယ်ပြောကျွန်တော်တို့ဓမ္မ expansion ပါ expansion ဆိုပြောမယ်ဆိုတစ်ဖက်တည်းကိုထိုးကြတယ် trend တစ်ခုလိုပဲဗျာ down trend ဖြစ်နေတာအဲ့တော့ expansion လို့ခေါ်တော့အဲ့တော့ down trend ဖြစ်နေတာအဲ့တော့ကျွန်တော်လက်ရှိမှာ down trend ဖြစ်နေရလဲကြာပြီကျွန်တော်ကြည့်တယ်ပဲဆိုရင်မေ12ရက်တည်းဖြစ်နေအဲ့တော့ကျွန်တော်ねလာမယ့်အပတ်သို့မဟုတ်ကျွန်တော်လာမယ့်လာပိုင်းမှာဆိုရင်သူเนี่ย retrace ပြန်လာတယ်အနည်းဆုံးတော့2ပတ်လောက်ပေါ့နော်ကျွန်တော် trend ပြီးသွားရှင် consolidation နည်းနည်းပါလာပြီကျွန်တော်ねဆက်ပြီးတော့ဆင်းတင်တာပေါ့နော်အဲ့တော့ကျွန်တော်ねအနည်းဆုံးကျွန်တော်ねလုံးဝပေါ့နော်ကျွန်တော်ပြန်ပြီးတက်လာဖို့တော့မမျှော်လင့်တော့ဘူးပြန်ပြီးတက်လာဖို့ဆိုတာလုံးဝ long time မမျှော်လင့်တာမဟုတ်လက်ရှိရေတိုတွင်းမှာပေါ့ရေတိုတွင်းဆိုလက်ရှိတက်လာအတွင်းမှာဆိုရီကိုအနည်းဆုံးတော့ကျွန်တော်ねဒီပေါ်တော့ပြန်မရောက်လာတယ်လို့ကျွန်တော်3.55ဒီမှာ6ခွန်ဆိုတော့3.56ကိုအဲ့လောက်နားလောက်ရှိအောင်ပြန်မရောက်တဲ့တော့အဲ့တော့ဆိုရီဒီနေရာနေပြီးဆက်ပြီးဆင်းနေတယ်အကေဂျားထဲမှာ retracement လာတယ်ဆိုရင်တော့သူ့နဲ့ဒီနားလောက်လာပြီးတော့ရှင်နေဒီနားမှာဖြစ်ပြီးတော့ကျွန်တော်ဒီမျိုးဆက်ပြီးတော့ဆင်းတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကတော့ဆိုရီ weekly chat မှာဆိုရင်ကျွန်တော်ね berry ဖြစ်တယ်အဲ့တော့ weekly berry ဖြစ်တဲ့ moment တွေကကြာပြီအဲ့တော့ဂျားထဲမှာကျွန်တော်ねအပေါ်ပိုင်းပြန်ပြီးကျွန်တော်ဒီမျိုးပေါ့နော် bullish candle လေးပြန်တွေ့ရတဲ့အချိန်ကျကျွန်တော်ねဟိုအရင်စိတ်မူသေးဘူးကျွန်တော်အထူးသဖြင့်ဒီပေါ့ဗောနော်ဒီ high 3.56အပေါ်ကိုကျွန်တော်ね trading မလုပ်သေးရအောင်ကျွန်တော်ねစိတ်မပူလို့ bearish ဆက်ဖြစ်မယ်လို့ယူဆပြီးတော့ bullish ဖြစ်မှာကိုကျွန်တော်ねစိတ်မပူလို့ယူဆရပါတော့ပြီးတော့အချိန်ကျွန်တော် daily မှာဆိုရင်တော့ဒီအတိုင်းပဲ trend တစ်ခုအနေနဲ့ဖြစ်နေကျွန်တော်ခုနကပြောလို့ပဲ daily ရဲ့ weekly ရဲ့ကျွန်တော်နည်းနည်းလေးချုံလိုက်တာဗောချုံလိုက်တာဖြစ်တော့ကျွန်တော်သူ့နဲ့ trading လုပ်နေဒီ range ထဲမှာ trading လုပ်နေအဲ့တော့တင်းနေနဲ့ GB ပေါ့နော်ဒီဥစ္စာလက်ရှိမှာ low လို့သတ်မှတ်လိုက်ပြီဆိုရင်တော့ねညီကနေဆွဲ Fibonacci 2ဆွဲလိုက်ရဆိုရင်အကေတင်းနဲ့အများဆုံးမျှော်လင့်နေလို့ရတဲ့ဥစ္စာကျွန်တော်เนี่ยဒီ high ကြီးကျွန်တော်เนี่ยပြန်တက်လာအောင်မျှော်လင့်လို့ရမယ်အကေပြန်တက်လာခဲ့ရင်ပေါ့သူเนี่ยပြန်တက်လာရဆိုရင်သူเนี่ย reject ဖြစ်မဲ့နေရာအကေပထမဆုံးပေါ့နော်ပထမဆုံးဒီ level ပေါ့2.9238အဲ့ level နာကိုသူเนี่ย fail ဖြစ်သွားပြီဆိုရင်2.9
နာကိုဗျာရောက်လာတယ်အဝနင်းသားကိုနေနာကိုရောက်လာတယ်ရောက်လာပြီးသွားရှင်ချက်ချင်းပြောမယ်ဆိုရင် reaction ပြပြီးတော့ကျွန်တော်ပြန်ပြီးမစင်းဘူးဆိုရင်သူက reaction ပြသွားတယ် reaction ပဲပြတယ်ဆိုရင် sorry ပါရှုပ်သွား reaction ပြပြီးတော့ကျွန်တော်ဒီပေါ်တက်တယ်တက်ပြီးသွားရဲဆိုရင်တော့သူ့နဲ့ဒီပေါ်လောက်ထိလာပြီးတော့မှသူ့နဲ့စင်းနိုင်တဲ့အခြေအနေရှိတယ်ဒါကခုနကပြောတဲ့ဒီလိုမျိုးဖြစ်ပြီဆိုရင် daily မှာဒီမျိုးဖြစ်ဖို့တော့ဆိုရင်ကန်တယ်အများကြီးလို့မှာကန်တယ်အများကြီးလို့မှာဖြစ်တော့ကြောင့် weekly ရပါပဲလား retracement ပေါ့နော်ပြောမယ်ဆိုရင်တော့ shrunk over retracement လို့ခေါ်တယ်ပေါ့နော် expansion retracement ပြီးသွားချိန်မှာကျွန်တော်နောက်တစ်ခါ expansion ပေါ့ကျွန်တော်အောက်ကိုဆက်ဆင်းဖို့ down trend ဆက်ဆင်းဖို့တော့မျှော်လင့်ပါဘောနော်အဲ့တော့ဒီဘက်တွင်ကတော့ဒီဥစ္စာကလုံးဖြစ်မဲ့ဆိုရင်ဂျားထဲမှာပြင်တက်လာတဲ့ price session တွေအရင်တော့စိတ်မပူဒါပေမဲ့တခုရှိဥစ္စာဟိုဒီ height ဒီဘက်တွင်မှာတော့ဒီ height ကိုလုံးဝပြင်မရောက်လာတဲ့တော့လို့ထင်တယ်ပေါ့နော်အဲ့ဥစ္စာ3.1566ပေါ့နော်အဲ့ဘောလုံးဝပြင်မရောက်လာတဲ့တော့ထင်တယ်အကေးပြန်ရောက်လာမယ်ဆိုရင်ကျွန်တော်တို့ ਨੇ bearish ဖြစ်နေတဲ့ momentum weak ဖြစ်နေတဲ့ဥစ္စာကိုကျွန်တော်တို့ ਨੇ စိတ်ထဲမှာထည့်ထားပြီးတော့ကျွန်တော် bullish လည်းဖြစ်သွားပြီဒီ body ရောက်လာနေတဲ့ဥစ္စာကိုကျွန်တော် ਨੇ စိတ်ထဲမှာထည့်ထားအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီဘောတော့ဒီဘက်ထဲမှာပြင်မရောက်တဲ့တော့အဲ့တော့အများဆုံးဒီရက်ပိုင်းတွေမှာ trading ဖြစ်တယ်ဆိုဒီနားလောက်မှာပဲပေါ့နော်ဥပမာဆိုရင်အများဆုံး1.88လောက်နားမှာပဲ trading လုပ်တင်တယ်လို့ထင်တယ်ပေါ့နော်။သုံးဖို့ကျွန်တော်ဆက်ဆင်းတာပဲဖြစ်ဖြစ်ပေါ့။အဲ့တော့ဒါကတော့စူရီရဲ့ကျွန်တော်နောက်ဘက် outlook နဲ့ကျွန်တော် very ဆက်ဖြစ်နိုင်တဲ့အခြေအနေကိုပြပြပေးတာဖြစ်ပါတယ်။ကျွန်တော်နောက်ရက်ဘာဖြစ်မလဲနောက်ရက်ကတော့ကျွန်တော်နေစနေနေ့ဖြစ်တဲ့အတွက်ကြောင့်စနေနေ့မှာဆိုတော့ကျွန်တော်နေအနည်းဆုံးတော့ retracement လာပြီးတော့ကြာဟိုလက်ရှိတစ်ပတ်လုံးပြောမယ်ဆိုရင်တော့ကြာလာတဲ့ကန်နေဟိုရှိလိုက်ပါကန်နေ solid ကန်နေပေါ့နည်းနည်းအပေါ်ပြင်တက်လာမယ်ကျွန်တော်ကြာလိုက်ရတော့မနေ့ဖြန်နဲ့တစ်ပတ်ခါတော့ကျွန်တော်ကြာရင်ကြာမကြာဘူးဆိုရင်တော့ consolidation အခြေအနေဖြစ်နိုင်တဲ့အခြေအနေရှိ consolidation အခြေအနေဖြစ်တယ်ဆိုတာဒီလိုမျိုးကန်နေပေါ့တိတ်ပြီးလို့ရှာမရှိပဲကျွန်တော်ဟိုပုံမှန်အပြင်ဆိုရင်ဗျာ or တွေမှာလှုပ်တယ်ဆိုရင်အနည်းဆုံး800ခိုင်နှုန်းလောက်ကြာတယ်နဲ့အကိမ်းမကြပဲကျွန်တော်400ခိုင်နှုန်းလောက်အဲ့ဥစ္စာ300ခိုင်နှုန်းလောက်ဆိုရင်တော့မှor တွေမှာဆိုရင်တိတ်ပြီးမထူးမခြားတဲ့ price action ကိုပြောချင်တာပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်နိုင်တဲ့အခြေအနေရှိရဆိုတဲ့ဥစ္စာကိုပြောချင်တာဖြစ်ပါတယ် overall direction ရဆိုရင်ကျွန်တော် bearish ဖြစ်တယ် weekly လည်း bearish ဖြစ်တယ်ကျွန်တော် daily လည်း bearish ဖြစ်တယ်ကျွန်တော် monthly ရလည်း bearish ဖြစ်တယ်အဲ့ကျွန်တော် bearish ဖြစ်ဖို့အတွက်မျှော်လင့်ထားတဲ့ဒါပေမဲ့တခုတည်းထားမှာ bearish trend ကြီးလာပြီးတော့ဖြစ်တော့ကြောင့်ဂျားထဲမှာ retracement လာတယ် retracement တော့ bullish price action တွေ့ရတဲ့အခြေအနေရှိနိုင်ပါတယ်အဲ့တော့အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အကေတင်သိချင်တဲ့ offer တွေရှိရဆိုတော့ comment ပေးခဲ့လို့ရပြီးတော့ကျွန်တော်ရဲ့ Bitcoin video ကိုဒီဘက်အတွက် video ဘာထူးခြားလဲဆိုတာကိုတော့ကြည့်လို့ရပါတယ်အဲ့တော့နောက် video ကြောင်းတွေ့အောင် bye bye